Hello မင်းဒီနေ့ Valentine လေးနေ့ပြီဆိုတော့ကြတော့ဒီနေ့စီပန်းထိုးနေ့လေးကိုသင်ပေးပါမယ်နော်ထိုးဖို့အတွက်ဆိုလို့ရှိရင်မင်္ဂလာတော့ SI က 3.0 လိုမယ်ပြီးတော့ရိုးတန်လေးလုပ်ဖို့အတွက်ရိုးတန်လိုမယ်အရွယ်လေးအတွက်ကဒီနန်းကျိုးလေးလိုမယ်ပေါ့နော်နန်းကျိုးလေးလိုပါမယ်ရှင်အရင်ဆုံးချင်း53ကထိုးမယ်နော်ဖုန်မီ53ကဖုန်မီ53ကထိုးပါမယ်ရှင်ဒီမှာချင်းလေး53ကထိုးပြီးပြီဆိုလို့ရှိရင်ဒီ53ကထိုးခဲ့တဲ့အပေါက်ရဲ့ဒီဒုတိယမြောက်အပေါက်မှာတိုင်တိုလေးတွေထိုးသွားမယ်နော်တိုင်တိုလေးတွေဒီနောက်ဆုံးထိထိုးသွားပါမယ်ဒီနောက်ဆုံးထိထိုးသွားပါမယ်အားလုံးပေါင်းတိုင်တို52တိုင်ရှိပါမယ်เนาะဒီနောက်ဆုံးထိထိုးသွားမယ်တိုင်တိုထိုးနည်းကဖုန်မီလေးဝင်မယ်ချီယူပြီးရင်ဆွဲထုတ်ဒီလိုမျိုးလေးတွေထိုးသွားမယ်เนาะ52ခါပါဒီမှာတိုင်တိုလေးတွေ52ခါအနောက်ဆုံးထိထိုးလာပြီးပြီဆိုလို့ရှိရင်ချင်း9ခါတက်မယ်ချင်း9ခါတက်ပါမယ်เนาะ1 2 3 4 5ချင်း9ခါတက်ပြီးရင်ဒီလိုလေးလှည့်လိုက်ပါတန်းတက်လေးလဲမယ်ပြီးရင်ဒီမှာချင်း9ခါတက်ခဲ့တဲ့အပေါက်မှာပဲတိုင်ရှည်လေးတစ်တိုင်ထိုးမယ်တိုင်ရှည်ဆိုတော့ခြီကိုရစ်မယ်ပြီးရင်အပေါက်ထက်အရှိရ2ပင်ကိုအရင်ထုတ်ပြီးရင်နောက်က2ပင်ကိုထုတ်တိုင်ရှည်လေးเนาะပြီးရင်2ပေါက်ကျော်ပါမယ်เนาะ1 2ဒီ2ပေါက်ကိုကျော်1 2ကျော်3ပေါက်မြောက်မှာတိုင်ရှည်ထိုးမယ်ပြီးရင်ချင်းတစ်ခါတက်မယ်ပြီးရင်ဒီထိုးခဲ့တဲ့တိုင်ရှည်ထိုးခဲ့တဲ့အပေါက်မှာပဲနောက်ထပ်တိုင်ရှည်တစ်ခါထိုးမယ်အဲ့တော့ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှည်တစ်ခါချင်းတစ်ခါတိုင်ရှည်တစ်ခါဖြစ်မယ်เนาะဒီလိုမျိုးလေးနောက်ဆုံးထိထိုးသွားမယ်ဒီနေ့တိုင်းပဲ2ပေါက်ကျော်မယ်3ပေါက်မြောက်မှာတိုင်ရှည်ထိုးမယ်ပြီးရင်ချင်းနှစ်ခါတက်အဲ့အပေါက်မှာပဲနောက်ထပ်တိုင်ရှည်ထိုးမယ်ဒီလိုမျိုးလေးရမယ်နော်ဒီလိုမျိုးလေးရပါမယ်ဒီလိုမျိုးနီးလန်းလေးအတိုင်းပဲဒီနောက်ဆုံးထိထိုးသွားမယ်နော်ဒီနောက်ဆုံးထိထိုးသွားပြပါမယ်မာမင်းတို့တွေ2ပေါက်ကျော်တစ်ပေါက်ထဲမှာပဲတိုင်ရှည်တစ်ခါချင်းနှစ်ခါတိုင်ရှည်တစ်ခါထိုးလာခဲ့တာဒီလိုမျိုးနောက်ဆုံးထိရပြီနော်နောက်ဆုံးထိရပြီဆိုလို့ရှိရင်နောက်ထပ်ချင်း3ခါတက်မယ်1 2 3ချင်း3ခါတက်ပြီးရင်တန်းပတ်လိုက်မယ်လက်ပြီးရင်ဒီမှာချင်းနှစ်ခါထိုးခဲ့တယ်နော်ဒီတိုင်ရှည်တစ်ခါချင်းနှစ်ခါတိုင်ရှည်တစ်ခါထိုးခဲ့တဲ့ဒီအပေါက်ကျဲကြီးထဲမှာထိုးမယ်နော်အဲ့ဒီထဲမှာပဲနောက်ထပ်တိုင်ရှည်2ခါထိုးမယ်တိုင်ရှည်1 2ပြီးရင်ချင်း2ခါထိုးမယ်1 2ပြီးရင်ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်2ခါဆက်ထိုးမယ်ပြီးရင်ဒီမယ်နော်ထို့ဒီတန်းလုံးထိုးသွားမယ်ဟာကြတော့ဒီတိုင်ရှည်တစ်ခါချင်းနှစ်ခါတိုင်ရှည်တစ်ခါဒီထိုးခဲ့တဲ့ဒီအပေါက်အကျဲကြီးတွေထဲမှာပဲထိုးမယ်နော်ဒီအပေါက်ကျဲကြီးတွေမျိုးပဲထိုးပါမယ်အဲ့ဒီတိုင်ရှည်နှစ်ခါချင်းနှစ်ခါတိုင်ရှည်နှစ်ခါအဲ့လိုမျိုးလေးနောက်ဆုံးထိထိုးသွားပေးမယ်နော်ဒီမှာနော်ဒီအပေါက်အကျဲကြီးတွေမှာထိုးရနော်ဒီအောက်ကဒီလိုမျိုးကျင်းနေအပေါက်ထဲမှာမထိုးဘူးဒီလိုမျိုးတိုင်ရှည်တစ်ခါချင်းနှစ်ခါတိုင်ရှည်တစ်ခါထိုးထားခဲ့တဲ့ဒီအပေါက်အကျဲကြီးနော်ဒီလိုမျိုးအပေါက်အကျဲကြီးတွေမှာထိုးမှာဒီလိုမျိုးဂျားကြီးတွေမှာမထိုးဘူးနော်ဒီမဲ့ဒီလိုလေးထိုးမယ်အဲ့အပေါက်ကျဲကြီးတွေမှာတိုင်ရှည်နှစ်ခါချင်းနှစ်ခါနောက်ထပ်တိုင်ရှည်နှစ်ခါအဲ့လိုမျိုးလေးတွေအဆုံးထိထိုးသွားမယ်အဆုံးထိထိုးသွားမယ်ဆိုလို့ရှိရင်နောက်ဆုံးဒီတကွင်းမရောက်ခင်မှာပြန်ပြီးတော့ကြည့်မယ်နော်ဒီနောက်ဆုံးတကွင်းလေးကိုခဏချန်ထားပေးဒီနားလေးထိထိုးမယ်နောက်ဆုံးတကွင်းရဲ့အရှိရဒီကြားလေးတဲ့ထိပဲထိုးမယ်နော်မင်းတို့ထိုးလာတာကဒီနောက်ဆုံးပေါက်ရဲ့ရှေ့ရနာထိရောက်ပြီနော်ရောက်ပြီဆိုလို့ရှိရင်ဒီနောက်ဆုံးပေါက်လေးမှာကျတော့တိုင်ရှည်လေးတစ်တိုင်းပဲထိုးလိုက်တော့မယ်ဒီမှာတိုင်ရှည်လေးတစ်တိုင်းပဲထိုးမယ်ပြီးရင်ချင်းတစ်ခါတက်ပြီးရင်တန်ပတ်လေးလှည့်ပြီးပြီဆိုလို့ရှိရင်ဒီနှစ်ဒီပိုင်းရဲ့ဒီအပေါ်ကပွင့်ပတ်လေးထိုးရမယ်နော်ပွင့်ပတ်လေးထိုးဖို့အတွက်ကဒီမှာမင်းတို့ဒီတိုင်ရှည်နှစ်ခါချင်းနှစ်ခါတိုင်ရှည်နှစ်ခါထိုးခဲ့တဲ့အပေါက်ထဲမှာတိုင်ရှည်8ခါထိုးမယ်1 2 1 2 3 4 5 6 ရှစ်ခါပြီးပြီဆိုလို့ရှိရင်ဒီမှာဒီဂျာဒီရှေ့သေးမှာနော်တိုင်ရှည်ရဲ့ရှေ့ကဒီအပေါက်လေးထဲမှာရှက်ကော်လေးနဲ့ဒီမှာနော်ဒီအပေါက်လေးထဲမှာရှက်ကော်လေးနဲ့ဆက်မယ်ပြီးရင်ချင်းတစ်ခါတက်ပြီးရင်ဒီမှာနော်ဒီဂျာလေးနဲ့တိုင်ရှည်နှစ်ခါချင်းနှစ်ခါတိုင်ရှည်နှစ်ခါရဲ့ဒီဂျာပေါက်လေးထဲမှာနောက်ထပ်တိုင်ရှည်ရှစ်ခါထိုးမယ်2 3 4 5 6 ရှစ်ခါထိုးပြီးရင်ဒီရှေ့ကဒီဂျာလေးနဲ့နော်တိုင်ရှည်နဲ့ကိုယ့်ရှေ့ကဂျာလေးနဲ့မှာရှက်ကော်နဲ့ဆက်မယ်ပြီးရင်ချင်းတစ်ခါတက်မယ်ဒီနည်းလေးအတိုင်းပဲမင်းတို့ဒီနောက်ဆုံးထိထိုးသွားမယ်ဒီနောက်ဆုံးအပေါက်ထိထိုးသွားမယ်နော်နောက်ဆုံးအပေါက်ထိထိုးပြီးရင်ဒီမှာကြတော့ဒီနောက်ဆုံးပေါက်ရဲ့ဒီရှေ့လေးမှာကြတော့နောက်ထပ်ရှက်ကော်နဲ့ချိန်မယ်ခါတိုင်းလိုထိုးတော့လို့ပဲပြီးရင်ချင်းတစ်ခါတက်ပြီးရင်ခြေဖြတ်လိုက်လို့ရပြီနော်ဒီမှာမင်းတို့တွေနောက်ဆုံးလေးထိုးပြီးပြီဆိုလို့ရှိရင်ချင်းလေးတစ်ခါတက်ပြီးတော့ခြေလေးဖြတ်လိုက်ပြီနော်ဒါဆိုလို့ရှိရင်တော့ပွင့်ပတ်လေးတွေရပါပြီပန်းပွင့်လေးရပြီတကယ်လို့ကိုကပေါ်ဒီမှာဒီပွင့်ချက်ပြလိုလေးရှိရနော်ကိုကဒီလိုခုံလေးလိုချင်နေဆိုရှင်ဒီဘက်ကိုင်းနေတဲ့ဘက်ကိုဒီလိုလိတ်လို့ရတယ်မင်းကတော့ဒီလိုမျိုးကိုင်းပန်းပွင့်ပုံစံလေးအပွင့်ကြီးလေးလိုချင်တာဆိုကြတော့ဒီဘက်ပြောင်းမြဘက်ပေါ့ဒီကိုင်းနေတဲ့ဘက်ရဲ့ဒီဘက်ပြောင်းမြဘက်ကိုလိတ်မယ်နော်ဒီလိုမျိုးလေးဒါအထက်ရအဖိုးလေးဆိုဒီတစ်ခုနှစ်ခုတော့ဒီလိုမျိုးပြန်ခုံးလိုက်မယ်နော်ပြန်ခုံးမယ်ဒီမှာဒါပြီးမှရိုးတန်နဲ့ကိုနဲ့ကြရမှာနော်ဒီလိုပုံစံလေးပန်းပွင့်လေးညစီပန်းပွင့်ပုံစံလေးရပြီ
ရပြီဆိုလို့ရှိရင်နောက်ထပ်ကဒီနေ့စီပိုင်းရဲ့ဒီအောက်ကပွင့်ရိုးရံပေါ့အပွင့်ရိုးရံလေးရဲ့ပြီးတော့ဒီအရွယ်လေးရဲ့ထုံမယ်နော်ဒီအရွယ်လေးရဲ့ထုံမယ်မင်္ဂလာနေ့စီကဆိုတော့ကြတော့အရောင်ကိုကြတော့ဒီအစိမ်းပုတ်ရောင်လေးတုံးပေးထားတယ်ဗီဒီယိုထဲမှာကျတော့အနေနဲ့အမဲဘက်ကိုသွားနေအပြင်ကတော့ဒီလိုမျိုးအစိမ်းပုတ်လေးပေါ့အစိမ်းပုတ်မဟုတ်လို့ရှိရင်လည်းဒီလိုမျိုးအစိမ်းချစ်တူရေးစိမ်းလေးလည်းတုံးလို့ရတယ်ဒါလေးလည်းလာရင်နော်ကိုကြိုက်တဲ့အရာလေးတုံးပေးလို့ရပါတယ်ဒီအောက်ကအပွင့်ရိုးရံလေးထုံမယ်နော်အပွင့်ရိုးရံလေးထိုးဖို့အတွက် magic ring လုပ်မယ်နော် magic ring နဲ့မှာတိုင်တိုလေးဆက်နက်ခါထုံမယ်နော်တိုင်တိုဆက်နက်ခါထုံမယ် magic ring နဲ့မှာတိုင်တိုဆက်နက်ခါ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
စနစ်ခါထုတ်ပြီးဆိုလို့ရှိရင်ဒီမှာစနစ်ခါထုတ်ပြီးနော်ဒါနည်းနည်းလေးတခြားလေးကြည့်ပြအောင်နော်ခြေကနည်းနည်းအမဲဘက်ကိုဗီဒီယိုလေးကြာသွားနေဆိုတော့ငင်ထားမှာဆိုလို့မချစ်ရင်းလေးမှာစနစ်ခါလုပ်ပြီးဆိုလို့ရှိရင်ဒီပထမဖုန်မီမှာရှက်ကော်လေးနဲ့ပြလိုက်မယ်ပြီးရင်ဒီမှာချင်းတစ်ခါတက်မယ်ပြီးရင်တိုင်တိုလေး၄တိုင်ထိုးမယ်1 2 3 4 4တိုင်ထိုးပြီးနောက်ထပ်ချင်းတစ်ခါတက်မယ်10ဘက်လက်မယ်ပြီးရင်ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုလေး၄ကထပ်ထိုးမယ်ဒီထိုးနည်းလေးတိုင်မယ်နော်သူကဒီလိုမျိုးလေးထိုးတာဘာလို့လဲဆိုတော့ကြာဒီလိုမျိုးဒီလိုပုံစံလေးကွာဒီလို3ခုလေးရချင်တာရိုးရန်ရဲ့အောက်အပွင့်ဘက်လေး3ခုလေးရချင်တာနော်ဒီလိုချွန်လေးရချင်တာမလို့နော်တော့6ကြီးထိုးမသွားဘူးဒီမှာ4ခုပြီးလို့ရှိရင်နောက်ထပ်ချင်းတစ်ခါတက်မယ်တက်ပြီးရင်10ဘက်လက်ပြီးရင်တိုင်ရော့ထိုးမယ်တိုင်ရော့ဆိုတော့ဒီမှာဒီလိုမျိုးလေးတိုင်ရော့2ခုကိုတစ်ခါလေးထုတ်ပြီးရင်နောက်ထပ်2ပေါက်ကိုဒီလိုတစ်ခုဝင်နောက်ထပ်တစ်ခုကိုလည်းsorry ဒီမှာတစ်ခုဝင်နောက်ထပ်တစ်ပေါက်ကိုလည်းဝင်မ၄ခုကိုရောလိုက်တော့ကြတော့ဒီမှာတိုင်တိုလေး2တိုင်ပုံစံလေးရမယ်နော်၄ခုကိုရောတော့2ခုရမယ်ပြီးရင်နောက်ထပ်ချင်းတစ်ခါတက်မယ်10ဘက်လက်မယ်ပြီးရင်အဲ့တိုင်တို2ခုကိုထပ်ရော့မယ်ဆိုတော့ကြတော့တိုင်တိုလေးတစ်ခါရမယ်နော်ထပ်ရော့ပြီးရင်ဖုန်မီတစ်ခါတက်ခြေလေးကိုဖြတ်မယ်ခြေစားလေးကိုနည်းနည်းချန်ဖြတ်နော်ပြီးရင်ဒါကိုတင်းတင်းလေးဆွဲလိုက်မယ်နော်ဒီခြေစားကျိုးကိုတင်းတင်းလေးဆွဲမယ်ဒါလို့ဆိုဒီဟာကိုကြတော့ဒီလိုကတ်ဖြတ်လိုက်မှာကွာဒီလိုကတ်ပြီးတော့နည်းနည်းလေးခြေလေးပဲချန်မျိုးကတ်ဖြတ်မှာပွတ်အောင်မှာကတ်မှာဆိုတော့ဂျာလေးဒီလိုမျိုးလေးချန်ဖြတ်မယ်ပြီးရင်ဒီမယ်နော်ဒီကျိုးလေးရှိတဲ့ဘက်ကမလားပဲဒါမလားပဲနော်ပြီးရင်ဒီဓာတ်လှတဲ့ဘက်ကနေပဲပြန်ပြီးတော့ခြေဝင်ထိုးမယ်ဒီလေးကိုထိုးထားတဲ့ဘေးရဲ့ပေါက်ဒီဘေးပေါက်ထဲမှာအဝင်မယ်ပြီးရင်နောက်ထပ်အဲ့လိုပဲအနီတိုင်းပဲထိုးမယ်နော်ခြေလေးကိုယူမယ်ယူပြီးရင်တိုင်တိုလေးကဒီမှာဖုန်မီတစ်ခါတက်လိုက်ပြီးရင်ဒီဖုန်မီတက်ထားတဲ့အပေါက်ထဲမှာပဲနော်တိုင်တိုလေးကထိုးမယ်1ရှေ့မှာ2 3မဒီအောက်ကအစာလေးတစ်ခါလေးတိမ့်သွားပြီနော်တစ်ခါလေးခြေစားပြီးမှာဆိုလို့ပြီးရင်ချင်းတစ်ခါတက်မယ်ပထမထိုးနေတိုင်းမယ်နောက်ထပ်တိုင်တိုလေးကထပ်ထိုးမယ်3 4တိုင်လေးမကြမ်းခဲ့စင်နော်သူတိုင်ရောတာဆိုကြတော့မှားမှာဆိုလို့နောက်ထပ်တစ်ခါထပ်လိုက်မယ်တိုင်ရောထိုးမယ်တိုင်ရောနှစ်ခါထိုးမယ်ပြီးရင်ချင်းတစ်ခါထပ်တန်းဘက်တိုင်ရောတစ်ခါပြီးရင်ချင်းတစ်ခါတက်ခြေလေးကိုဖြတ်မယ်ဖြတ်ပြီးရင်ဒီခြေလောက်တင်းနေအောင်လို့ဆွဲပြီးရင်လေဒီမှာနင်ပြောမှာဒီနားလေးကနေပြီးတော့ကတ်မဖြတ်နဲ့နော်ဒီနားကနေကတ်မဖြတ်နဲ့ဘာလို့ဆိုဒီလိုခြေစားကရော့သွားတဲ့ခြေဆိုပြီးသွားပြီကိုထိုးထားတယ်ပြီးသွားမှာဆိုလို့နော်နည်းနည်းလေးဒီမှာချန်ဖြတ်မယ်ဒီထုံးသားလေးမဖြတ်ဘူးနော်ခြေစားလေးလိုလေးချန်ဖြတ်မယ်နော်နောက်ထပ်ဒီမှာ၄ပေါက်ကျန်တဲ့ဟာကိုလည်းအဲ့ဒီအတိုင်းပဲထိုးမယ်ချင်းတစ်ခါတက်မယ်ဒီနောက်ကဒီခြေစားလေးကိုတစ်ခါလေးတင်းငယ်နော်1 2 3 4မင်းသားပေါက်စားအတန်းတော့နားထောင်ပေးပါအောင်နော်သူကမအောင်နဲ့ပြောလည်းမရဘူးဆိုတော့ကြတော့သူ့တန်ပါနေမှာ2 3 4ပြီးတော့ကြတော့နောက်ထပ်ချင်းတစ်ခါတက်မယ်တိုင်ရောနှစ်ခါထိုးမယ်နော်တိုင်ရောတစ်ခါတိုင်ရောနောက်ထပ်တစ်ခါနှစ်ခါမြင်ရလားမသိနော်မရှင်းနိုင်ချင်လို့ရှင်မင်းကိုချက်ပေါက်မှလည်းပြန်ပြီးတော့မေးလို့ရတယ်နော်TikTok အကောင့်မှာလည်းမေးလို့ရတယ်မင်း Facebook အကောင့်မှာလည်းထပ်ပြီးတော့မေးလို့ရတယ်ခြေထိုးနည်းလေးသိချင်တာရှင်လာမေးလို့ရတယ်နော်မင်းသိတဲ့လောက်လေးပြန်ပြောပြပါမယ်ဒီနေ့မဆွဲမယ်မင်းပြောသလိုပဲနော်ဒီဟာလေးကိုသတိထားပေးဒီနားလေးကနေလုံးဝကတ်မဖြတ်လိုက်ဒီထောက်ကတ်ဖြတ်လိုက်လို့ရှင်သူကဟိုခြေစားပြန်ပြီးသွားမှာကွာအဲ့ကြတော့ပြန်ပြီးသွားမှာဆိုနည်းနည်းလေးခြေလေးကိုချမ်းပြီးဖြတ်ဒါဆိုရင်ဒီအောက်ကရိုးတယ်ရည်နော်ဒီရိုးတယ်ရပြီနောက်ထပ်မင်းတို့ဒီအရွက်ကလေးထိုးကြမယ်အရွက်ကလေးထိုးဖို့အတွက်ကနန်းကျိုးလေးလိုမယ်နော်လိုမျိုးနန်းကျိုးလေးလိုမယ်အဲ့မှာအရွက်လေးတောင်းတောင်းလေးနဲ့လေနောက်ထပ်ရိုးတယ်နဲ့တွဲအဆင်ပြေအောင်လို့အဲ့ဒီတွဲခြေအစင်းကိုပဲထပ်သုံးမယ်ပြီးရင်ဖုန်မီ73မှာထိုးမယ်1 2 3 4 5 6 9 10 11 73ကပြီးလို့ရှိရင်ဒီနန်းကျိုးလေးနဲ့တွဲမယ်နော်နန်းကျိုးလေးကိုယူမယ်ပြီးရင်ဒီဒုတိယပေါက်မှာနန်းကျိုးလေးကိုတစ်ခါလေးတွဲပြီးတော့ထိုးရကြမယ်နော်ရှက်ကော်လေးချိန်မယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်တိုးsorry ဒီမှာမြင်ရလားမသိဘူးဒီဒုတိယပေါက်မှာရှက်ကော်ချိန်သွားရနော်ပြီးရင်နောက်တစ်ပေါက်မှာတိုင်တိုးထိုးမယ်ပြီးရင်တိုင်လက်လေးနှစ်ခါထိုးမယ်တိုင်လက်ဆိုတော့3ခုလုံးကိုတစ်ခါလေးဖြုတ်တာနော်အခြေခံထိုးနည်းလေးတွေကိုတကယ်လို့မျက်စိလေးနဲ့မထုတ်တဲ့ဆိုလို့ရှိရင်မြို့ရဲ့ YouTube channel မှာလည်းတင်ထားတယ်ပြီးရင် TikTok မှာလည်းတင်ထားတယ်မြို့ရဲ့ Facebook page မှာလည်းတင်ထားပေးရနော်ပြီးရင်တိုင်ရှည်လေးထိုးမယ်တိုင်ရှည်လေး9တိုင်ထိုးမယ်နော်တိုင်ရှည်လေး9တိုင်ထိုးမယ်1 2 3 4 5တိုင်ရှည်လေး9တိုင်ပြီးပြီဆိုလို့ရှိရင်တိုင်လက်လေးနှစ်ခါထပ်ထိုးမယ်နော်တိုင်လက်နှစ်ခါတစ်ခါဒီမှာကျင်းနှန်းကျိုးလေးတစ်ခါလေးတွဲပြီးတော့ထိုးပါပြီနော်နှစ်ခါပြီးရင်နောက်ဆုံးပေါက်မှာကျတော့တိုင်တိုလေးတစ်တိုင်ထိုးမယ်ပြီးရင်ဒီကျင်းနှန်းလေးကိုပွတ်ချလိုက်တော့ပွတ်ချပြီးရင်ဒီအောက်ကကျတော့မင်းတို့ကယူတဲ့နဲ့တွဲမှာဆိုကြနည်းနည်းလေးအရှည်လေးတော့ခံလိုက်ပြီးရင် new rip ဖြတ်လိုက်ချန်ထားပေးမယ်နော်ပြီးရင်
chain တစ်ခါတက်မယ် chain တစ်ခါတက်ပြီးရင်ဒီတိုင်တို့ထိုးခဲ့တဲ့အပေါက်မှာပဲနောက်ထပ်တိုင်တို့တိုင်လန်းနှစ်ခါနော်တိုင်လန်းနှစ်ခါထိုးခဲ့ရဆိုကြတော့ဒီမယ်နော်ဒီနည်းနဲ့ချင်းဆိုင်ဒီအပေါက်တွေထဲမှာတိုင်လန်းနှစ်ခါပြီးရင်ပထမတန်းထိုးခဲ့တယ်လို့ပဲတိုင်ရှည်9ခါ